အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အေးကြီးပါဒီနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာကတော့လက်ရှိလူငယ်တွေကြားထဲမှာအယောင်ရေပန်းစားဖြစ်နေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ထေရကတ်တွေကိုအဆောင်ပြည့်ဆောင်ထားသူတွေနဲ့ဖုံးဝေါ်ပေးပါဖြစ်အသုံးပြုသူတွေမဖြစ်မနေသိထားတဲ့အချက်ပဲဖြစ်ပါတယ်ထေရကတ်တွေဝါသနာရပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကန်ဆာတာတက်ချင်လို့ပဲဖြစ်ဖြစ်ဆောင်ထားကြပေမဲ့စနစ်တကျမဆောင်တတ်ရင်အာနိသင်မရှိသလိုဖြစ်သွားတတ်ပါတယ်ဒါကြောင့်ဒီနေ့တင်ဆက်မှုမှာကတ်တွေကိုဆောင်တဲ့အခါမှာဘာတွေသတိထားရမလဲဆိုတာကိုအသေးစိတ်တစ်စိတ်တစ်စောင်းဆွေးနွေးပေးတော့မှဖြစ်လို့အဆုံးထိအာရုံစိုက်ပြီးနားထောင်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့အစီအစဉ်ရဲ့ပထမဆုံးကဏ္ဍဖြစ်တဲ့ညီတန်းပိုင်းနဲ့အရေးကြီးပုံကိုစလိုက်ရအောင်အရင်ဆုံးသိထားရမှာကတော့ထေရကတ်တွေဆိုတာရိုးရိုးစက်ကူပြဖြစ်တာမဟုတ်ပါဘူးသူ့မှာရုပ်ပုံသင်္ကေတတွေအယောင်နေနဲ့ရှေးအောင်ဆွဲရင်သဘောတရားတွေကင်းအောင်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီကတ်တွေကိုကိုယ်နဲ့မကွာဆောင်ထားတဲ့အခါကျွန်တော်တို့ရဲ့စိတ်အသည့် subconscious mind နဲ့စွမ်းရည်တွေဟာအပြန်အလှန်တက်ရောက်မှုရှိနေပါတယ်။ဒါကိုကျွန်တော်တို့ကဓာတ်ညှိခြင်းလို့ခေါ်ပါတယ်။ဒီဓာတ်ညှိခြင်းရဲ့လိုအပ်ချက်ကိုနားလည်မှသာကျွန်တော်တို့လိုချင်တဲ့ကံပွင့်လန်းခြင်းအခွင့်အလမ်းကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်။အဲ့တော့မှန်ကန်တဲ့ကတ်ပြားကိုဘယ်လိုရွေးချယ်ကြမလဲဆိုတာကိုနောက်တစ်ဆင့်မှာကြည့်လိုက်ကြရအောင်။ဒီစလိုက်မှာတော့ကျွန်တော်တို့မှန်ကန်တဲ့ကတ်ပြားရွေးချယ်နည်းကိုအချက်၃ချက်နဲ့ရှင်းပြချင်ပါတယ်။ပထမချက်ကတော့ရည်ရွယ်ချက်ရှင်းလင်းပါစေမိမိဘဝအတွက်လက်ရှိမှာဘာကိုလိုချင်ဆုံးလဲဆိုတာကိုဥစွာသတ်မှတ်ရပါမယ်ကိုကငွေကြေးလိုချင်တာလားအလုပ်ကင်လားဒါမှမဟုတ်ချစ်ချင်းမတာလားစသဖြင့်ပေါ့နော်ရည်ရွယ်ချက်မရှိဘဲနဲ့တော့ရှောက်ပြီးတော့မဆောင်ပါနဲ့ဒုတိယချက်ကတော့အလိုက်သိရွေးချယ်ပါဖြစ်ကြတဲ့ဇန်တွေးတဲ့ကတ်ကိုမဆောင်အောင်ပါဘူးကိုယ့်ရဲ့ရည်ရွယ်ချက်အကိုက်ညီတဲ့စွမ်းရင်ကတ်ပြားကိုပဲရွေးချယ်ရပါမယ်တတိယချက်ကတော့စွမ်းရင်ချိတ်ဆက်မှုပါကပ်ပေါ်အသင်္ကေတတွေနဲ့အဓိပ္ပာယ်တွေကကိုယ့်ရဲ့နေ့စဉ်ဘဝဆန္ဒကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေနဲ့တစ်ထက်တည်းကြနေဖို့လိုပါတယ်။ဥပမာကိုကဘာမှမလုပ်ပဲအိတ်နေပြီးတော့ကံကောင်းစေတဲ့ကပ်ကိုဆောင်ထားရင်လေကံကောင်းလာမှာမဟုတ်တယ်လို့ကိုလိုချင်တာလေးရလာမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့စ조사မှုနဲ့ကပ်ရဲ့စွမ်းရင်ပေါင်းဆက်သွားမှသာလမ်းပွင့်မှာဖြစ်ပါတယ်။ဒါဆိုရင်လူငယ်တွေအများဆုံးဆောင်လေးဆောင်တတ်ရှိရဲ့လူကြိုက်အများဆုံးအဆောင်ကတ်၃ကတ်အကြောင်းပြပြပေးပါမယ်။ပထမဆုံးကတော့ the sun ကပ်ပဲဖြစ်ပါတယ်။ဒီကကတော့အောင်မြင်မှုပျော်ရွှင်မှုနဲ့စွမ်းရည်အသစ်တွေကိုကိုစားပြုပါတယ်အထူးသဖြင့်ကိုယ့်ရဲ့အလုပ်ကိုင်တွေတိုးတက်ခြင်းနဲ့နာမည်ကျော်ကြားခြင်းနဲ့ဆံမေးပွဲတွေအောင်မြင်ခြင်းနဲ့ဆိုရင်သက်ဆန်းကကအကောင်းဆုံးပါပဲဒုတိယကကတော့ Wheel of Fortune ကပါကံကြမ္မာစဝိုင်းလို့လေအဓိပ္ပာယ်ရပါတယ်သူကတော့နာမည်အတိုင်းပဲဘဝထဲကိုကံကောင်းခြင်းတွေသက်ဆောင်လာပေးပြီးတော့အခွင့်အလမ်းကောင်းတွေစတင်ပွင့်လန်းစေဖို့ကူညီပေးပါတယ်တတိယကကတော့Ace of Pentacles ကဖြစ်ပါတယ်ဒီကဘယ်လိုလူတွေဆောင်ကြလဲဆိုတော့စီးပွားရေးသမားတွေ online shop လုပ်သူတွေနဲ့ငွေကြေးကံပွင့်ကျင်သူတွေအတွက်အထူးသဖြင့်လျော်ပါတယ်စီးပွားရေးကိုတိုးချဲ့ခြင်းနဲ့ရုပ်ထုပိုင်းဆိုင်ရာဥစ္စာဒနာတွေတိုးပွားစေတဲ့စွမ်းရည်ရှိပါတယ်ကဲခုပြောမယ့်ချက်ကတော့လူအများစုမေ့လျော့နေကြတဲ့အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်အဲ့ဒါကတော့စွမ်းရည်ကိုပုံမှန်သန့်စင်ပေးဖို့ဒါမှမဟုတ် cleansing ပြုလုပ်ဖို့ပဲဖြစ်ပါတယ်ထေရကတ်တွေကဘဝဝင်မှာရှိတဲ့စွမ်းရည်တွေအထူးသဖြင့် negative energy လို့ခေါ်တဲ့အဆိုးမြင်စွမ်းရည်တွေစိတ်ဖိစီးမှုတွေကိုအလွယ်တကူဆုပ်ယူတတ်တဲ့သဘောရှိတယ်လို့လူအများစုပညာရှင်အများစုကလက်ခံထားကြပါတယ်။ဒါကြောင့်ကတ်တွေကိုစဆောင်ကန်ဒီမှာရောစောင့်ထားတဲ့ကာလတစ်လျှောက်မှာပါပုံမှန် cleansing လုပ်ပေးဖို့လိုအပ်ပါတယ်။အလွယ်ကူဆုံးလုပ်နည်းကတော့အမွှေးတိုင်းအငွေ့နဲ့ကတ်ကိုတန့်စင်ပေးတာမျိုးဒါမှမဟုတ်လာပြည့်ညတွေမှာလာရအောင်မှာကတ်ကိုချထားပြီးတော့စွမ်းအင်ပြန်ဖြစ်တင်းပေးတာမျိုးလုပ်လို့ရပါတယ်စွမ်းအင်မတည့်စေရင်တော့ကတ်တည်းရဲ့စွမ်းဆောင်ရည် vibration တွေကျဆင်းသွားတတ်ပါတယ်ကတ်တွေကိုဆောင်တဲ့နေရာမှာပုံစံနှမျိုးရှိပါတယ်ကတ်စစ်ဆောင်သူတွေနဲ့ဖုန်းဝါပေးပါတယ်ထားသူတွေဖြစ်ပြီးတော့တစ်မျိုးစီမှာမတူညီတဲ့ထင်းသိန်းကြီးတွေလည်းရှိပါတယ်ကတ်စစ်ဆောင်သူတွေအနေနဲ့ကတော့အဆောင်ကတ်ကိုပတ်ဆက်ရည်တဲ့ဖြစ်ကတဲ့ဆန်းပြစ်ထည့်မထားပါနဲ့ဂတိပါဆက်ဒါမှမဟုတ်ပိုးတဲ့အိတ်လေးတွေထဲမှာစနစ်တကျထည့်သွင်းသိမ်းဆည်းပြီးမှသက်ဆောင်သင့်ပါတယ်။ကပ်ပြားကျိုးပြတ်သွားရင်စွမ်းအင်တွေထိခိုက်တယ်လို့ပါ။ဒါဆိုရင်ဝက်ပိပါထားသူတွေအနေနဲ့ကရောဆိုလို့ရှိရင်တော့ဝက်ပိပါထားရှိသူတွေအနေနဲ့ကတော့ phone lock screen ဒါမှမဟုတ် home screen ပေါ်မှာ app icon တွေအများကြီးနဲ့ရှုပ်ပွားမနေအောင်သတိပြုရပါမယ်။ကဲ့ရဲ့ပုံရိပ်နဲ့သင်္ကေတတွေကိုရှင်းရှင်းလင်းလင်းမြင်သာအောင်ထားရှိမှသာဖုန်းကိုကြည့်လိုက်ရင်ကိုယ်စိတ်ထဲမှာစွမ်းရင်ကိုယ်ဆက်မှုကောင်းမှမှာဖြစ်ပါတယ်။အခုဒီပုံမှန်မြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်
အမြဲတမ်းပြောလို့ရှိရစကားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကတ်ဆောင်ထားရုံဝက်ပေပါထားရုံနဲ့မပြီးပါဘူးကိုယ်တိုင်ကလည်းအကောင်းမြင်စိတ်ရှိရနဲ့ကတ်ရဲ့စွမ်းရည်ပေါ်ကိုအပြည့်အဝယုံကြည်မှုရှိဖို့လည်းလိုအပ်ပါတယ်ဆိုတာပဲအဆောင်ဆိုတာကအရှင်းပြောရရင်တန်လိုက်တစ်ခုလိုပါပဲကိုယ့်ဘက်ကအကောင်းမြင်စိတ်နဲ့ကြိုးစားအားထုတ်မှုရှိမှသာဒီအဆောင်ရဲ့ကောင်းမွန်တဲ့စွမ်းရည်တွေဟာကိုယ့်စီကိုပုံမမြတ်စွာစွန့်ညင်ပြီးတော့ဝင်ရောက်လာမှာဖြစ်ပါတယ်ကိုယ်တိုင်ပြည့်ရည်ပြီးတော့အစိုးမြင်စိတ်တွေများနေမယ်ယုံကြည်မှုမရှိဘူးဆိုရင်တော့ဘယ်လောက် energy ကောင်းတဲ့ကတ်ကိုပဲဆောင်းအလုပ်ဖြစ်လာမှာမဟုတ်ပါဘူးကဲခုဒီတခါမှာတော့ကဲစစ်ဆောင်တာနဲ့ဖုန်းဝါပေပါချတာကဘယ်ရာကပို့ပြီးတော့အဆင်ပြေမလဲဆိုတာကိုနှိုင်းယှဉ်ပြီးတော့ဆွေးနွေးပြပါမယ်ပထမဆုံးဆွေးရတဲ့စင်မှုကလင်းစင်ပိုင်းမှာဆိုလို့ရှိရင်ကတ်စစ်ကအမွှေးရံဒါမှမဟုတ်လိုက်အောင်ပြဖို့လိုအပ်ပေမဲ့ဝါပေပါကတော့ကိုထားတဲ့ဖုန်းကို reset ချတာဒါမှမဟုတ်ဒီပုံခဏဖြတ်ပြီးတော့ပြန်တင်ပေးတာမျိုးလုပ်ရပါမယ်ဒုတိယချက်ကတော့တဲ့ဆောင်လေကမှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ wallpaper ကတော့ဖုန်းထဲမှာအမြဲပါနေလို့ဘယ်နေရာတော့တိတ်ပြီးတော့အပန်းမကြည့်ပါဘူးကတ်စစ်ကတော့အိတ်ထဲသီးသန့်ထည့်ရလို့အနည်းငယ်သတိထားရပါတယ်နောက်ဆုံးထိသိမ်းဆောင်ရှောက်မှုဘိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့လေကတ်စစ်ကမကြုံမပြည့်အောင်ထူဖြူဆက်ရပြီးတော့ wallpaper ကတော့ဖုန်းမျက်နှာပြင်မှာကို application တွေမများအောင်လို့မရှုပ်ပွားအောင်လို့သတိထားရပါမယ်ဆိုတော့နှမျိုးလုံးမှာသူအားသာချက်နဲ့အားနည်းချက်ကိုစီရှိတတ်ကြပါတယ်ကျွန်တော်တို့တွေစစ်တမ်းတွေရလူငယ်တွေတက်ရကတ်တွေကိုအဆောင်ဖြစ်အသုံးပြုရတဲ့ရွေချက်ရာခိုင်နှုန်းတွေကိုဖော်ပြပေးခြင်းပါတယ်ပုံမှန်မြင်တွေ့နေရတဲ့အတိုင်းပဲအလောက်ကန်အောင်မြင်မှု career အတွက်ဆောင်ရွက်ကြသူဟာ85ရာခိုင်နှုန်းအများဆုံးဖြစ်ပါတယ်ဒုတိယကတော့ငွေကြေးဥစ္စာတိုးပွားခြင်းအတွက်ကတော့85ရာခိုင်နှုန်းရှိပြီးတော့ဒီအချက်နှစ်ချက်ကလူငယ်တွေကြားထဲမှာအဓိကလိုချင်ဆုံးအဖြစ်ချင်ဆုံးအားကောင်းဆုံးဆိုတာကိုတွေ့ရပါတယ်။ကျွန်တော်60ရာခိုင်နှုန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ချစ်ချင်းမေတ္တာရဲ့ love အတွက်ဖြစ်ပြီးတော့50ရာခိုင်နှုန်းကတော့စိတ်အေးချမ်းမှုရရှိရေး peace အတွက်ဆောင်ကြတာကိုလည်းတွေ့ရပါတယ်။ဒီစစ်တမ်းတွေကကျွန်တော်စီကိုလာမေးပြီးတော့ထဲလာမေးရသူအများစုနဲ့ပတ်သက်ပြီးတော့လေ့လာထားတဲ့စစ်တမ်းတွေဖြစ်ပါတယ်။ဒီတော့ဒီစစ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့လူအများစုဟာမိမိတို့ရဲ့ဘဝလူမှုစီးပွားရေးတိုးတက်ဖို့အတွက်ထဲတော့အဆောင်ပုံပြီးတော့အားကိုးတာအသုံးပြုတာကိုတွေ့ရပါတယ်ဒီတော့ကျွန်တော်ရဲ့ဒီဆွေးနွေးတင်ဆက်မှုဟာဒီနေရာမှာနေပြီးဆုံးပါပြီထဲတော့ကတ်တွေကိုအဆောင်ပြည့်ဆောင်ထားသူတွေအနေနဲ့ရောဒီနေ့ကျွန်တော်ပြောတဲ့အချက်လေးတွေကိုစနစ်တကျလိုက်နာပြီးတော့ကံကောင်းခြင်းတွေကိုဆွဲယူနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်